နာမည်ကြီးလော်ဂျာစူပါကတ်ဝန်ထမ်းဆိုင်ကတွေစတင်မိတ်ဆက်လိုက်ပါပြီဒါကတော့တကယ့်ကိုသတင်းကောင်းပါခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှမော်တော်ဘိုင်းအော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှင်းတဲ့မှာရှိနေဆိုင်ကကတော့ဒီအပိုင်းမှာဈေးကွက်တွေကိုစတင်မိတ်ဆက်လိုက်တဲ့လော်ဂျာစူပါကတ်ဆိုင်ကတွေပဲဖြစ်ပါတယ်ဒီဆိုင်ကကတော့အင်ဂျင်ပါဝါ 1cc နဲ့ထုတ်လုပ်ပေးထားတဲ့ဝေရရဆိုလဲစပုတ်တန်ကိုတွေနဲ့ထုတ်လုပ်ပေးထားပြီးမှစပုတ်တန်စုစုပေါင်း36ချောင်းနဲ့ရက်လောက်ဖန်တီးပေးထားပါတယ်ခင်ဗျာနိုင်ငံတိုင်းကွက်တွေဆိုလဲလက်တံနဲ့တကြတဲ့ပေါင်းဆက်ဖော်ပြပေးတဲ့ဒိုင်းကွက်တွေနဲ့ထုတ်လုပ်ပေးထားတာပါချီမီကွက်ဒီဇိုင်းကစားလုံးဝကိုခစ်ဆန်တွက်လက်တဲ့ဒီဇိုင်းတွေနဲ့ထုတ်လုပ်ပေးထားတာကိုတွေ့ရပါတယ်ဒီဆိုင်ကကတော့မော်ဒယ်က2026မော်ဒယ်ပါခင်ဗျာ Branding Kilo 0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ Racing ဝင်ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ကိုလောလောဆယ်မှာ48သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှင်းတဲ့မှာရှိနေတဲ့ဆိုင်ကတော့စတေကာပြောင်းပြီးနောက်ပိုင်းမှာလူကြိုက်များလာတဲ့ကန်တာစီးဆိုင်ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့ Engine Power 125cc နဲ့ပါခင်ဗျာမော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ် Branding Kilo 0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ Racing ဝင်ရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ညာမှာရှိနေတဲ့ဆိုင်ကတော့ကန်တာရုပ်ဆိုးဆိုင်ကပဲဖြစ်ပါတယ်ဒါလည်းစတေကာပြောင်းပြီးတဲ့နောက်ပိုင်းမှာလူကြိုက်များလာတဲ့ဘိန်းပါခင်ဗျာဘာလို့လဲဆိုရင်သူ့ရဲ့စတေကာလေးတွေကလုံးဝကိုချစ်စရာလေးအင်ဂျင်ပါဝါလည်း 125cc မို့လို့အစွဲယုံကောင်းစီမှာအေကန်ပါပဲဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ် Branding Kilo 0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်စင်းဝင်ရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ38သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ညာမှာရှိနေဆိုင်ကတော့တောင်ပေါ်လမ်းကြီးရဲ့ဘယင်လို့တင်စားကြတဲ့ကန်တာ125ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပါခင်ဗျာ Branding Kilo 0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်စင်းဝင်ရမှာပဲဖြစ်ပါတယ်ငှက်ခါစိမ့်ကာလာလေးတော်တော်ကိုလာပါတယ်ဒိုင်းကွက်တရားဆိုရင်လည်းလက်တံနဲ့တကြတဲ့ပေါင်းဆက်ဖော်ပြပေးထားတဲ့ဒိုင်းကွက်တွေနဲ့ထွက်လုပ်ပေးထားတဲ့ဒီဆိုင်ကိုလောလောဆယ်မှာ38သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ညာမှာရှိနေဆိုင်ကတော့တိုင်ရန်215ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပါခင်ဗျာတိုင်ရန်215ကအင်ဂျင်ပါဝါ 125cc အပြည့်နဲ့ထွေးကြည့်တာမို့လို့ 125cc လောကမှာနာမည်ကြီးတဲ့ဘိန်းလို့ညွှန်ရပါလိမ့်မယ်ဒီဆိုင်ကတော့မော်ဒယ်က2026မော်ဒယ်ပဲဖြစ်ပါတယ် Branding Kilo 0မှာရပ်ပလက်လိုင်စင်ကြီးနဲ့ဝယ်စင်းဝင်ရမှာပါဒီဆိုင်ကိုလောလောဆယ်မှာ40သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုရှိမှသွားတဲ့ဆိုင်တွေအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့ရန်ကုန်မန္တလေးလမ်းဟောင်းဆိုတော့ဗျအနောက်မဟုတ်အနီးမြင့်ငယ်တုတ်ကိတ်မရောက်ခင်မှာဖွင့်လှစ်ပေးထားတဲ့အာမန်ဆိုင်ရှိုးရုံးမှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာအာမန်ဆိုင်ရှိုးရုံးမှာဆိုရင်နာမည်ကြီး brand တွေဖြစ်တဲ့ကမ်ဘိုကန်နာဒိုင်ယန်မြူဇစ်နဲ့နျူပါဝါဇောင်ရှန်အစရှိတဲ့နာမည်ကြီး brand တွေကဆိုင်ကအမျိုးအစားအစုံလင်ကိုတနေရာထဲမှာစုံစုံလင်လင်နဲ့ရောင်းချပေးထားတဲ့ဆိုင်ကတမိုးကြီးကနဦး40ရာခိုင်နှုန်းပေးသွင်းပြီးမှလည်းတနေ့နဲ့စတဲ့ဖြင့်အရေးကြဝယ်ယူလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောခုရှင်းပြသွားတဲ့လော်ဂျာစူပါကတ်ဆိုင်ရဲ့ဒီဇိုင်းပုံရောဘယ်လိုမြင်ပါသလဲမိတ်ဆွေရဲ့အမြင်နဲ့သင်မြင်စားချက်ကိုလည်းခွင့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်ခင်ဗျာ